Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ချစ်စဲအောင်ဂိမ်းမှာကျွန်တော်သတိပြီးမှ Russia 2 we ကိုကျွန်တော်ဆော့တော့လိုက်ချပါကျွန်တော်နင်းညတော့ BU ပတင်လိုက်ရအောင်ပေါ့နော်မိကျန်တယ်လို့ပါကျွန်တော်မိလာတော့ကျွန်တော်ဆော့ထားရပါနော်ရှင်းည quest နှစ်ခုကတော့ကျွန်တော်ရှင်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ incomplete ကိုကျွန်တော်တိတ်ပြီးတော့မရှင်းဘူးပေါ့နော်သူကဘလူးလဲတော့မသိတော့အဲ့ကြောင့် Russia ကိုတော်တော်လေးကြိုက်သွားပါပြီခုရန်ထပ်ပေါ့နော်ရင်တော့ကျွန်တော်ဒီလောက်ထားရခုပြီးစင်းတော့ရောက်သွားပါပြီ so ပြီးလေးကိုစလိုက်အောင်ရှင်းကြောက်တရားတွေ့ရတဲ့အတိုင်းပဲနော်ဟုတ်နော်ရင်ကောင်းပါပြီခဏလေးကိုကျွန်တော်ဒီဘက်မှာကြည့်လိုက်YouTube ကျော်ကိစ္စနေချင်းအားလို့ဆိုကျော် YouTube ကြည့်ရကြိုက်တယ်ပေါ့နော်ဝါကောင်းတယ်ကျွန်တော်တင်တော်တော်လေးလူသားတွေကလည်းအချိန်ပြည့်ကိုအိတ်ဝဲနေကြတယ်တော့မသိတစ်မျိုးလုံးအိတ်ဆေးခတ်ထားတယ်။တောင်မြောင်လို့ဆိုတော့သွားနေလို့ပြီးသွားတယ်။တော့ဆက်တော့ Yes I အချင်းဆိုရင်ဘတ်စကားစီးနေတန်းလန်းတွေကိုမတက်ကြီးပြီးပြောသွားကြကပီဘာရာဦးဝယ်လိုက်တော့အခု$100ကပီဘာရာဦးကိုဝယ်လိုက်မယ်ပေါ့နော်ဒီမှာကပီဘာရာဦးကိုရလာပါပြီဦးပေးရတော့အဖြူအောင်လေးဖြစ်ပါတယ်ကျွန်တော်တို့စီကိုလာနေတဲ့မော်လောင်ဦးကိုတိုက်ခိုက်ဖို့လို့ဒီဦးပေးပြီးကြီးတော့ထောက်လို့ရပြီနော်အဲ့ဒီကပီဘာရာထွက်လာတယ်ပြောရတော့ဒါတော့ Sunverser ဆိုပြီး Yeah bro ဟောပါ bro ခိုက်တော့တိလာလောက်မသိဘူးနော်အကျော်ရဲ့ idol ပါတော်တော်လေးကြိုက်ပါသူ့ပြီးအဲ့ကျကျော် bro ကျော်မြင်နေကျွန်တော်ဟွာပေါ့နော်ကျော် what way ရင်တော့90%ပေါ့နော်အခု25%ရောက်သွားပါပြီကျွန်တော်တော်တော်လေးတိုးတက်သွားပြီပေါ့နော်တိုးသွားပြီပေါ့နော် yeah ကျော်ပါပြီဒီကနေကျွန်တော်ပတ်စံနေရှာပေးရပဲ။အော်အဲ့လို။နောက်တော့ blog အသစ်ကျွန်တော်တခုထောက်ဝယ်လိုက်ပြီဗျာ။ zero chat ဆိုဝယ်နိုင်တယ်နိ။နောက်ပြီးဒါ100လဲဝယ်တော့ဝယ်နိုင်မှာဒါပေမဲ့ခုတော့နေအောင်ပါ။နေအပင်တွေက carrot တွေပဲလာတာတခြားအပင်မလာတော့ဘူးလား။ဒီနားမြေခွက်တွေဝယ်ဖို့ကြည့်ရအောင်။9သိန်းနဲ့25သန်းနဲ့carrot make touch to collab တဲ့ carrot ရပတ်စံထုတ်လဲတဲ့မဲအဲ့ဒါဟုတ်တယ် collab လုပ်လိုက်တယ်နောက်ပြီးရောတယ်နောက်ထဲတဲ့ကပီဘာရာဦးတို့ထောက်ဝယ်လိုက်တယ်။ Okay ပါဆရာဘာဖြစ်ဘာကူရပြီဒီကိုထပ်တွေ့အမှန်တော့ဘူးရလို့စားချမှာလို့ဆောက်သွားတယ်ဒီကများသူကတော့ရေကောင်းပါတယ်ဒီရောင်းရလေပြန်သိရောဆိုတော့ကျွန်တော်ရွေးတယ်ပြီးတော့ဆိုတော့လေးဆက်သွားကြည့်ရအောင်ခုနောက်တဲ့လူကလည်းကျွန်တော်ဆောင်း
အမှကျော်စင်းနေဆိုပြီးတော့တွေ့ပြီးတော့ကျော်ထားတော့ချမယ်ဆိုပြီးတော့ တော်သေးရော Discord ရှိသေးလို့ကျော်ထရအောင် V ပေါ့နော်ပြီးတော့ကျွန်တော်ဒီဖျားမိုင်နေလို့တယ်ပြောရရင်ကျွန်တော်လည်းရှောက်သွားကြည့်အောင်ရှောက်သွားကြည့်စီဒီစီအားနဲ့ရှာတော့ပြီးတော့ကျွန်တော်ဒီဆိုတော့ဆက်ထားလိုက်တယ်ဒီကျွန်တော်ရဲ့ပထောင်တော့ရအောင်ဒီပါပဲအိတ်ဆက်လိုက်ကျွန်တော်ရဲ့အနားရဲ့ချက်လေးကိုကြည့်ကြညာကျူပါတယ်ဒါအားဖြင့်ကျွန်တော်စတော့ပြီးတော့ကျော်တော်တော်ကောင်းပါလေ1988ခုနှစ်အိုလံပစ်ပွဲကိုနိုင်ငံတကာပွဲတွေမှာတော့ရှုံးနေတယ်ပါပါမဟာဗီကအာကစားသမားတွေကြီးရလဲနိုင်ငံတော်ကဘာထောက်ပံ့မှမရှိတော့နောက်တဲ့စုတွေဘယ်လိုလုပ်ကြလဲသူရောကအဲ့ဒါတကယ်တကယ်ပွဲတွေရရင်ကြောက်ပြီးထွက်ပြေးပါပဲလို့သူကပြောတော့မဟာဗီကမင်းလုံနေကြကွက်လာလို့ပြန်ပြောလိုက်ပါပြောနေတာနဲ့အာဘီကဘာလို့ကွင်းထဲထိသွားနေမှာလဲဆိုပြီးရုံးမာတဲ့တမန်တော်ကိုသိလိုက်ပါလိမ့်ဒီမှာလာနေတဲ့ရုရှားနဲ့အမေရိကန်နိုင်ငံပွဲကိုမဟာဘီကဆက်စားခြင်းပဲတစ်ချက်ကကောက်လိုက်ပါလိမ့်ဒီလိုမခင်ဘူးဆိုတာတော့ဘောကောင်းလိုက်တဲ့လူတွေကတတိကြီးကြီးနဲ့တိုက်စစ်ပြန်တယ်။နာမည်တိုက်စစ်ကြောင့်ထုတ်ပြသွားတာပဲဖြစ်ပါလိမ့်နောက်တစ်ချိန်ထပ်ကြိုးစားလဲအခွင့်အရေးမရပဲအချုပ်ခံရတယ်ဆိုသူ3ယောက်ပဲကျန်ကောင်းတာသူ့လိုတိုင်းအစိချန်ပီယံရှုံးသွားတာစိတ်မပြတ်ပါနဲ့လို့ပြန်နေသိပြီးလိုက်ပါလိမ့်အာဘီပိုကကကျောင်းတော့တာချပေးတဲ့မျိုးလေးကိုရုံးစီးကမျိုးတော်ဝင်နေပါဘူး။ဒီလိုခွင့်ရတဲ့မျိုးတော်ဝင်မဲ့ဝေါကောင်းတာပဲရှာတွေ့9ယောက်ကြားရဲ့ပြင်ဆင်လာတာကိုတော့ထိကိုကြိုးစားပြောပါမယ်။မာသီယာဖြစ်လာပါပါတယ်။စာမေးပွဲဖြေတဲ့ဒီကိုလုံးကကူးရေးဖို့စာရွက်တွေပြင်ဆင်နေကြပါကျောင်းသားတွေဘယ်လောက်တော့လဲဆိုရင်မနစ်ကအယောက်200ခိုးချပြီးဖြေတာအပေါ်မှာပြီးကူးပြီးလို့125လောက်ကြားခဲ့ပါဘူး။ဒီတော့ဆရာကခေါင်းပါကိုင်းတော့ပဲအခြေတွေကိုတောက်တင်ပုံမှာရှင်းပေးပါတယ်။အားလုံးကူးရေးပြီးတော့သူတို့တွေကိုကြောက်ရတဲ့ကိစ္စတွေကိုအကြောင်းကိုဆောက်လာပါ
တွေရဲ့သားသမီးတွေလည်းရှိနေလို့သူတို့သားသမီးစာမေးပွဲကြရင်ဆရာအိမ်ကိုမိလာရှိုးတတ်ပါလေ။ဒီရာကိုရှိကြပြီ။ဆရာရဲမှုသူရှင်ကိုလက်ထိုးငွေပေးလိုက်ပါလေ။လူရှင်ကတော့အဲ့ဒီပတ်စံကိုဓာတ်ပုံသက်သေယူခိုင်းပြီးကြောက်ကိုလည်းချက်ချင်းမှတ်သွားပါလေ။အဲ့လိုနဲ့ဒီစာမေးပွဲကြားသွားပါလေ။ဒီရှိကလက်စားမှုကိုတရားရုံးမှာချက်တာ။ဒီလိုမျိုးဒီယောက်ကတော့ထော်လာကြီးကိုပါနေတယ်။ဆက်လေးရပါလေ။ဘောကပြီးဘာလို့စကားပြောရလို့ပါလဲ။လောကလေးအစစ်ပြင်းနေလို့ရှိရင်တို့ကထော်လာကြီးတွေမျိုးတောင်းလာချုပ်ထဲမှာရဲကပြည်သားလူရောပါလို့ပြောဆိုင်ပါမနုဿဒေါသထွက်သွားပြီးသူ့ကိုစော်ကိုင်းသူ့ဘိုးရိုင်ဖယ်သားပြီးသွားမယ်လို့ပြောလိုက်တော့ရဲကအဲ့လိုဝမ်းဆွဲပြိုင်လို့ပြောလိုက်ပါမင်းနဲ့အရှင်ပြေမလားဒါပဲသူ့ကိုအရှင်ပြေမလားကြည်ရနေတာပေါ့ချင်းချောင်းလိုက်တော့မနုဿအိမ်ကိုမသွားပဲခင်ဗျာရဲမှုသူရှင်ရဲ့အိမ်ကိုပါလိတောက်တာနေကြတာရှိအောင်ပါရဲသူရှင်ပါဟိုလာကြည့်တဲ့အသိခံပါလူရှင်ပါစိတ်ကိုသွားတယ်ဆက်ပြီးတော့ချောင်းချောင်းဖြစ်ကြောက်ဖို့တွေကိုပြီးစခန်းကိုလိုက်သွားပါတယ်။စခန်းရောက်တော့ရဲတယောက်က6ရောက်ထည့်ရခြင်းအောင်ဆောင်ထားပြီးမနိုးရှိုးဒီကိုထော်လာကြီးနဲ့အရက်တွေကိုတဲ့လာတယ်။ဒါကြောင့်ပြောပါတယ်။ညရဲမှုဆိုတာစခန်းမှုထက်တောင်ရှာလို့ရဲကိုကြောက်ရပါတယ်။လူရှန်က6ရောက်ကိုတုံးနေရိုက်တော့ဒဲရအတုနဲ့တောင်တန်းနေအောင်ပြပြပါတယ်။လူရှန်ကမနိုးရှိုးဒီကိုမနိုးကလူရှန်ကိုကြည့်ပြီးကြောက်နေပါတယ်။သူ့ဖေကယူသားဖြောက်မှတ်လို့သွားလေရတာဝန်ရဆိုင်ခံရတာပဲဖက်ဖြစ်ပါတယ်။ဒါကြောင့်ယူသားမှုကဘာတမှုမှမရှိဘူး။ဒါပေမဲ့ဒူရှက်ကိုတွေးလိုက်ချိန်မှာတော့ယူသားဖြောက်မှတ်ကြီးရှားလက်တွေချာနာသွားတယ်လို့ပြောပါတယ်။ဒါကြောင့်ဆရာတော်လေးကောင်းပါတော့ပါဟေးရန်ဒီလောင်းရဲတင်တဲ့ဒီနေ့တယောက်ကသူ့သားလေးကိုပဲပေးပြီးမလုပ်ခိုင်းဘူးပါလေ။ကပြည်မှချက်တွေကောင်းတဲ့ပုံစံတက်ကြပါလေ။မနုဿကကားပေါ်မှာအိပ်ပျော်သွားပြီးကားဂိတ်ထိုးမှပြန်လို့လာပါလေ။သူခီးဆောင်သွားတာတော့ပြန်ခတ်သွားပါလေ။ဖေယာကိုမေးကြည့်တော့ဘေးနားမှာထိုင်နေတဲ့မိမရှိသွားတယ်ဆိုတာသိလိုက်ရပါလေ။ဒီမျိုးမရောက်ခင်နိုင်ဝက်လောက်ပါတယ်။ဘောသားမျိုးရောက်လေခင်ဗျာမြင်လိုက်လို့မလုပ်ရမှာ။သားစရာတော့မရှိဘူးပါလေ။သူ့ဖွားရဲ့တပွားစာချစ်ကုတ်စုဆောင်ထားတဲ့ပတ်စံတွေကိုကိုရှာလာတာထက်တောင်ပိုပြီးရှင်းလာရပါလေ။ဒါပေမဲ့လည်းအဖွားမှာလိုက်သလိုရဲကြီးတယောက်ဖြစ်မှအိမ်ပြန်ဖို့ဆုံးဖြတ်ထားပါလေ။နောက်တနေ့ကတင်တန်းတက်ဖို့သွားတော့လေအစိုးရက PCS ရဲစာမေးပွဲကိုဖျက်သိမ်းလိုက်ပြီပေါ့။တင်တန်းတွေလည်းပြေးပြီးကောင်းပြီးလိုက်ရပါလေ။အဲဒါမရှိရဘူး။တေးရောရဲစာမေးပွဲလည်းဖျက်သိမ်းခံလိုက်ရလို့မနုဿကပွဲနေပါလေ။တန်တရားပြေးလိုက်မယ်လို့ပြောတော့မနုဿကပြေးတယ်လို့ပြောပါလေ။ PCS တင်မှာဗန်ဒီမဲ့စာမေးပွဲလည်းဖျက်သိမ်းသွားလို့သူလည်းပြန်ရတော့ပါလေ။ဒါလည်းပြန်မယ်။
fresh ရဲ့ ability ကတော့အဲသူတုတ်ထားတဲ့ဟိုပါဟိုမှာဆိုဒီလိုမျိုးသူက look ကိုလို့ရှိ location ရရပါတော့ကျွန်တော်ထင်တာပါ location ကတော့ကျွန်တော်မသိဘူးတော့ပြီးကြရ extension speed နဲ့ sketch ကိုတော့ပေးပါတယ်ဒီကပူကောင်းတော့ပေါ့နော် အမြင့်ဆုံးရေးရတောက်ဖို့လုပ်တယ်လို့တူတူကတာနေရပါတယ်။အနိုရှကတော့ဘာစားလို့ရမလဲမသိလို့စိတ်ပူနေပါတယ်။ဒါကြောင့်ပန်ဒီကသူ့ကိုစာမေးပွဲအကြောင်းရှင်းပြပါ ဟုတ်ဒီမှာ you animation ပေါ့နော်တို့ကြည့်ချင်ဆိုကြော်ကြပါမယ် စာမေးပွဲအောင်ပြီးမိန်းလို့ခေါ်တဲ့စိတ်စာမေးပွဲကိုဖြေရပါတယ်။မိန်းလဲအောင်သွားရင်လူတွေ့အင်တာဗျူးထပ်ဖြေရပါတယ်။ဒီသုံးခုလုံးအောင်မှ IPS ဖြစ်မှာပါ။တူတူကအကိုဂေါ်ရီလို့ခေါ်တဲ့စီနီယာတယောက်စီအနိုရှိုးတယောက်ကိုခေါ်လာပေးပါတယ်။သူပြေနေတာရှင်းနှစ်တောင်ရှိနေကိုစာမေးပွဲနဲ့ပတ်သက်တာကိုသိပါတယ်။နောက်တစ်ပတ်အောင်စီရင်ထွက်ရင်ဂေါ်ရီနာမည်သေချာပေါက်ပါမှာမို့တူတူကအောင်ပွဲခံမှုအရာရှိဝစ်စုံတောင်ပြင်ထားပေးပါတယ်။ဂေါ်ရီကနာမှာဆိုလူတွေအုံနေတတ်ပြီးဂေါ်ရီကလည်းသူစူးစမ်းခဲ့တဲ့အတွေ့အကြုံတွေကိုမြည်မြူပြောပြပါတယ်။လူသင်းနှစ်ယောက်ဖြစ်တဲ့မာနို့နဲ့ပန်ဒီတို့ကိုတော့အစကနေရှင်းပြပါတယ်။ဝင်းဝဲစာမေးပွဲကိုနှစ်စဉ်လူ2သိန်းလောက်ဆောင်းပါရကြပဲအောင်ပြပါတယ်။နေရာအတွင်းမဲအောင်အင်တာဗျူးပြင်မယ်။ဒီလိုရှောက်လာတဲ့ခုမှာ10ခုလောက်ကကြာပါတယ်။ဒါကြောင့်လူ2သိန်းဖြည့်တဲ့စာမေးပွဲမှာ15ယောက်ကနေ30ကြာပဲ IPS ကိုရှင်းပြနိုင်ကြပါတယ်။ကြာသွားတဲ့2သိန်း9သောကျော်ကတော့အစကနေပြင်လာပါတယ်။ IPS ရာရှိတယောက်ဖြစ်ဖို့ကဝင်းလေးကားကိုတက်လာတယ်ပြပါလေ။လေကားကနေစူးစမ်းပြီးတက်လိုက်ဝင်းမျိုးနဲ့တက်ပါတယ်။ကိုရီးယားအနေနဲ့လာတာကြားလို့ငွေကြီးပြဿနာလေးရှိတယ်လို့လှုပ်ရှားပြီးလှုပ်ရှားလာလို့ပြောပါတယ်။ဘိုးရီကိုရိုင်းလေးတော့တက်လာပြီး3နှစ်လောက်အင်္ဂါစီခဲ့ရပါတယ်။မာနို့ကိုဘာဖြစ်ဖြစ်လုပ်နိုင်လားမသိဘူးလှုပ်ရှားပါတယ်။အဲ့လိုနဲ့မာနို့ကစားချင်တယ်။ဒီကနေ့ဆက်ပြီးဒီမှာပြီးမာနို့ကလည်းရတဲ့ပုံစံနဲ့ဘယ်နဲ့ချွေးသူ yeah ဘာထိရှာပါနူးထိရှာပဲပါပါတပည့်သူတော့သဘောကောင်းပါလေ နောက်ပိုင်းတကယ်ကြီးတယောက်ရဲ့နဲ့ကိုကိုကြီးရဲ့လက်ဖေးတာအဲ့ချိန်ကိုရှာတော့စားကြည့်လိုက်တော့ဘုံတော့ကဲတယ်ပြပါတယ်မန်ဒီကဖြစ်ချောင်းပုံစံကိုပြောပြတော့ကောင်မလေးကအဆန်းဆောင်ဝဲကြောက်သွားတာကိုစိတ်မကောင်းဖြစ်နေပါလေမန်ဒီတကယ်ချင်းကတော့ဘာအခြေခံမှပါမလာတဲ့သူက IPS ကိုနေပါလေနောက်ကိုရီးယားတော့နန္ဒာကြီးကြီးနဲ့မင်းပြောတာမှန်တယ်ပြောလိုက်ပါလေ
တော့ဟာတဲ့ကောင်လေးတွေမှာချမ်းသာတဲ့အဖြစ်မရှိသလိုဈေးကြီးတဲ့အကြောင်းလည်းမထားနိုင်ပါဘူးသင်တန်းကြီးလည်းမတက်နိုင်လို့တန်ရှင်းရဲပဲလုပ်ရဒါပဲစီရဘာဖြစ်အကုန်လုံး IPS အရာရှိဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လာခဲ့ကြတာဖြစ်ပါတယ်စိတ်ဆုံးဖြတ်ချက်မျိုးကတော့ဒီဘောစီကားတွေမရှိဘူးလို့ခေါ်ရီကပြောလိုက်ပါတယ်သူတို့လိုဆင်းရဲတဲ့ကောင်တွေကတရားအောင်မြင်သွားရင်ပဲသူတို့အကုန်နိုင်ရသွားတယ်ထားပါတယ်အဲ့လိုနဲ့မာနိုရှရဲ့ဝင်ခွင့်စာမေးပွဲနောက်တစ်ချိန်ဖြစ်ရမယ့်အချိန်ကိုရှောင်လာပါတယ်ဝင်ခွင့်စာမေးပွဲအောင်စီရင်အတွက်တော့ပန်ဒီရောသူ့ကောင်မလေးရောကြားပါတယ်Yeah. Yeah. ဆိုနာချစ်စီရွေးရဝိုင်တာဘာလာမသိဘူးနော်ဟွာဘောနော်မရွေးဘောကွာမမကမကြီးအိမ်တွင်းကျန်းမာခံရလို့စစ်သုံးပြီးတော့လည်းပြီးတော့ရဲတွေကစီကံတာထဲမှာမတော်တဆမှုလို့ရှိထားပါတယ်။အဲ့ဒါတွေကိုတားကျင်လို့လက်ထောက်ခရိုင်မှုဖြစ်လာအောင်ကြိုးပမ်းမှုတည်ပြီးလာခဲ့တာဖြစ်ပါတယ်။နောက်ရက်တင်တဲ့မှာဆရာကလုံးမြတ်တွေအကြောင်းသိပါတယ်။ကျောင်းသားတွေကတူတူတည်တယ်ပြီးတော့ရှောသားကပြန်ပြီးတော့ပြောပါတယ်။သူကဘာလို့ဆိုတော့ကျောင်းသားကြည့်နေစကား12 fair ပေါ့နော်စနေကြညမလို့ဆိုရင်စနေကြ12 fair ကြည့်ကောင်းပါကျွန်တော်ကြည့်စောင့်နေအချိန်နားပဲထောင်လာပါအားချင်းလွန်ထန်ရောက်သွားကျွန်တော်တော့
ဒါပေမဲ့တိတ်လုံးအမျိုးမင်္ဂလာဆောင်သွားလို့အိမ်နောက်ဝင်နေတာဖုန်းခေါ်ပေးပါတယ်မာနို့စ်ကရှောလာကိုတောင်းပန်ပြီးရှောလာကသူ့ရဲ့ချစ်တယ်လို့ပြောရင်ဒီမာကြီးကိုတော့ပြောင်းပြန်တယ်လို့ပြောလိုက်ပါတယ်တော့မပြောပဲမာနို့စ်တယောက်ကျွားဖို့ပဲပြန်လာနေပါတယ်ကျွားတကယ်ချင်းကသူပြန်လာလို့ဝမ်းသာနေပါတယ်သူညမလေးကမမှတ်မိတော့လောက်အောင်ဆက်ရှိလာတယ်တပည့်တော်မင်းကတော့သူတို့ရဲ့သွားတွေကိုအပြန်ကြောက်ပြီးနေပါလေ။သွားဆုံးသွားပြီဆိုတာကိုမှသိလိုက်ရတဲ့မှာလို့ကတော့ဒီလိုလုပ်တွေလုပ်နေတဲ့သူသားနဲ့ပေါ်ထုတ်မယ်ဆိုတဲ့စိတ်နဲ့လှုပ်ရှုပ်နေတဲ့သူကနေဆုံးသွားတာကိုတော့မသိလိုက်ရပါဘူး။နောက်ဆုံးတော့လေဝေများတရားနိုင်တဲ့သူပဲအမှုရှုံးသွားပါသည်။ဒါကြောင့်မနို့ကတော့耶，太爱骚了，叫来见了过了，嘿嘿，对了我，啥？忘记了，奶奶，对，忘记了。要把带分烧来说叫关严路路不能，这下我来路吧。
ဘာချစ်တော့ရလဲတော့မသိဘူးနော်
မှမသိလို့ရှင်ရရမ်းမှုရှင်ရောက်လာတယ်နောက်နေ့ဒီရှမ်းမရှိတော့ဆရာတွေကခိုးချဖို့ပါလေအဲ့လိုခိုးချလို့ပထမအဖြစ်နဲ့အောင်ရောက်ပဲခိုးချလို့ခဏလေးတော်တော်ကြာရပေါ့နော်ဒါလည်းဆို
တော်တော်လေးကြာတီးရှာအဲ့ရပါဆိုပြီးကောင်းတာဟာလားဟာ
ပြီးတော့ရေပြီးတော့နောက်မှာတွေ့တော့ကျန်တဲ့နှစ်ခုရောဆက်စောပါမယ်ကျေးဇူးပါโอเคโอ้ตายရတယ်နော်โอ้တော့ကိုစုံပြင်အကောင်းလိုက်ဒါလိုလေးရလားဟာလိုညိုးလေဟာမမလဲဆိုဒီလေးပြီးယူလေးအောင်ဒီလောက်ပါနောက်ပြီးယူကြမှာချက်နေကြမယ်ဘိုင်ဘိုင်